မင်္ဂလာပါတကယ်ချင်းတို့နံပါတ်2ကတော့ကောက်ပင်ရိပ်လီစကားပြောနည်းပဲဖြစ်ပါတယ်တကယ်ချင်းတို့ကောက်ပင်ရိပ်တဲ့သူဟာကောက်ပင်တွေအများကြီးကိုလက်တစ်ဖက်နဲ့ပိုင်နိုင်စွာစုပ်ကိုင်ထားပြီးမှဒဇင်နဲ့ကောက်ပင်တို့ရဲ့အရင်ကနေတခါတည်းရိပ်လီလိုက်တယ်လို့မျိုးသူတစ်ပါးရဲ့စကားတွေကအားနည်းချက်တွေကိုစူးစီးပြီးတခွန်းနဲ့အပိုင်ချုပ်ကင်ပြောနေတာကိုကောက်ပင်ရိပ်လီစကားပြောနည်းလို့ခေါ်ပါတယ်တကယ်ချင်းတို့ကိုဇလန်းလေးတစ်ပုဒ်ပြောပြမယ်နော်တခါတော့ကတထေးသားတယောက်ဟာဗျိုင်းတစ်ကောင်ကိုလေးခွားနဲ့ပြစ်ပြီးဗျိုင်းသေးကောင်ကိုဆွဲကအိမ်သို့ပြန်လာပါတယ်။လမ်းမှာအခြားတထေးသားတယောက်နဲ့တွေ့ပြီးထိုတထေးသားကပြောတယ်။ဟမ်ဒါကျုပ်ရဲ့ဗျိုင်းပဲမလေးဖြစ်မှဖြစ်ရလေကျုပ်ရဲ့ဗျိုင်းကိုမှလှုပ်ရက်လိုက်တာကျုပ်ဗျိုင်းကတာမညဗျိုင်းမဟုတ်ဘူးကျုပ်ကိုတနေ့ကိုရွှေတစ်ချက်သားနေတိုင်းအန်ထုတ်ပေးနေတဲ့ဗျိုင်းဗျအဲ့ဒီအဖိုးတန်လာတဲ့ကျုပ်ရဲ့ဗျိုင်းကိုခမည်းအခုပြစ်တက်လိုက်ပြီဆိုတော့ခမည်းကျုပ်ကိုအယော်ပေးရမယ်ဗျိုင်းကလည်းရွှေတစ်ချက်သားနေတိုင်းအထုတ်ပေးတယ်ဆိုပဲရုပ်တိမရှိလိုက်တော့ကွာဒါငါ့ကိုကလင်ကြီးစစ်လုပ်ပြီးတက်တက်ချောရှိတောင်းတာပဲမပေးနိုင်ဘူးကွာမပေးနိုင်ရင်မင်းကိုခုံရုံးကိုတိုင်းပဲဒါပဲဒီလိုနဲ့ခုံသမားလေးရုံးကိုတရားစွဲတိုင်တန်းမှာတော့တယ်ဗျိုင်းပြစ်လာတဲ့တထေးသားလေးကပြောတယ်ခုံသမားကြီးမင်းခမညာကျွန်ုပ်သူ့ကိုခုံမင်းရဲ့ရှေ့မှာမေခွန်းပြုပါခမညာမေခွန်းပြုပါတယ်ဒီဗျိုင်းကခမညာကိုနေတိုင်းရွှေတစ်ချက်သားအံပေးနေတာအမှန်ပဲလားအမှန်ပါဗျအဲ့ဒီလိုရွှေတစ်ချက်သားအံပေးနေတာဘလောက်ကြာပြီလဲဗျတစ်နှစ်ရှိပြီဗျဒါဆိုခမညာမှာရွှေစားတွေအများကြီးရှိနေပြီပေါ့ဒါပေါ့ဗျကျုပ်ဗျိုင်းလေးကကျုပ်ကိုနေတိုင်းအံပေးတာကျုပ်ဟာလည်းခမည်းလိုတထေးသားပဲမို့ကျုပ်မှလည်းရွှေစားတွေအများကြီးရှိရဆိုရင်ရောခမည်းယုံနေမဟုတ်လားယုံပါတယ်ယုံနေအဲ့ဒီလိုရွှေစားအများကြီးကိုကျုပ်အိမ်ကဘီရိုပေါ်မှာတင်ထားတဲ့ဟာခမည်းရဲ့ဗျိုင်းကနေတိုင်းရွှေတစ်ချက်သားခိုးသွားတယ်ဗျဟိုက်ဖျားကျုပ်6လှန့်ဖမ်းမိမဲ့ဘလို့မှမမိခဲ့ဘူးဒီနေ့မှပဲလေးခွားနဲ့ပြစ်လို့မိတော့တယ်ကျုပ်အိမ်ကနေခိုးသွားတဲ့ရွှေစင်တွေကိုခမည်းကလက်ခံထားတာ哦ခမည်းဟာတခိုးလက်ခံပဲဗျဟာအဲ့ဒါမှပြဿနာတက်ပြီဒါကြောင့်မလို့တခိုးလက်ခံလှုပ်ထားတဲ့ရွှေစားတွေအားလုံးကျုပ်ကိုပြန်ပေးပြီးတော့သွားရောဟေးဒီလိုနဲ့ကလင်ကြီးချင်းလုံးမိတဲ့တတိသားဟာရွှေစင်တွေအယော်ပေးလိုက်ရတယ်ဗျစကားအရလိမ်မာတဲ့တတိသားလေးကကောက်ပင်ရည်လီစကားပြောနည်းနဲ့ပြောပြီးအနိုင်ယူလိုက်တာပဲဖြစ်ပါတယ်ကဲတကယ်ချင်းတို့လည်းဒီစကားပြောနည်းကိုအသုံးပြုပြီးအောင်မြင်မှုများစွာရရှိပိုင်ဆိုင်နိုင်ကြပါစေနော်ဒီဗီဒီယိုလေးကတကယ်ချင်းတို့အတွက်တစ်ခုခုအကျိုးဖြစ်စေတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe နဲ့ခေါင်းလောင်းလေးနှိပ်ပေးထားခဲ့ကြပါဦးဗျအားလုံးကျမ်းမာချမ်းသာကြပါစေနောက်ဗီဒီယိုလေးမှာပြန်ဆုံကြမယ်နော်